လန်းစာမှာစုံမိုက်တယောက်ကဟိုကြည့်ကြည့်နဲ့သူဖွက်ထားတဲ့ခွေးသေးပန်းပင်ကိုရှူးနေပါတယ်။အဲ့ဒီနန်းနေဟာအဲ့ဒီအချိန်မှာပဲနန်းင်းစစ်တီတွေရောက်လာပြီးခွေးသေးပန်းကိုတွေ့တာပြီးနှုတ်ပြီးနန်းတော်ကိုယူသွားပါတယ်။နန်းတော်ရောက်တော့ဘီမာကြီးဟာခလေးမမွေးနိုင်တော့အင်္ဂုလိမာလာတော့မယူပဲနဲ့ခွေးသေးပန်းကိုရေးစိမ့်ပြီးတိုက်ပါဒီလိုနဲ့ပဲမင်းသမီးလေးမွေးလာပါစုံမကြီးဟာသူ့ခွေးသေးပန်းကိုခိုးသွားလို့မင်းသမီးလေးကိုပြန်ခိုးပါပြီးတော့တုံးကြီးရဲ့အလင်မျောစင်အမြင့်ဆုံးမှာထားပါဒီလိုနဲ့ပဲမင်းသမီးလေးလည်းကြီးလာရောအမြော်ကိပဲနော်စမောကာအိတ်ဖော်ကီလီကိုတိတ်ကြော်ကြိုက်တာအမြော်ကိကနေအောက်ကောက်ကြီးရတဲ့ feeling ကဘောကာနဲ့မှမတူဘူးသမီးလေးလည်းတယောက်တည်းနေတာပြင်းတော့ဘနာနာတချင်းကိုတတော်လုံးကြောက်အောင်ဆိုပါတယ်သမီးလေးဟာသူ့ရဲ့16နှစ်ပြည့်မွေးနေ့မှာကကျင်ခုန်ကျင်ပြောကျင်ပါကျင်တယ်လေဒီတော့စုံမကြီးကိုဦးစားတာပေါ့စုံမကြီးကလည်းအပြင်မှာတခုချခုစောမရှိတဲ့ကောင်ကြီးဖမ်းလိုက်မယ်ဆိုပြီးကျင်းသိမ့်တာပေါ့မင်းသမီးလေးလည်းအပြင်မထွက်ရတော့စိတ်တိုက်ကြနေတာပေါ့ဒီဘက်မှာတော့တခုမတိုးတော့ခွဲရတခုကိုလုံနေပါတကူဆိုပေမဲ့လေလူမှုရေးနားလေတော့သူ့ဘာသူနာချီတောင်နေကောင်းလာသွားပြီးတော့မတူလေကျွန်တော်ပြီးနေရပါပြေးလွှားရှောင်းရင်းတင်းရင်ပုံရင်ကိုရင်းနေပဲအမတ်မတင်မင်းသမီးလေးရှိတဲ့ရဲသားကြီးရောက်သွားတာညတွေကဘယ်ရလဲတော့မသိပါမျောစင်ပေါ်တက်သွားပါအပေါ်ရောက်တော့ထေဥစာမိပါလူမန်းတို့တဘာဝအတိုင်းပဲကောင်းတာလေးတစ်ခုလုပ်ပြီးခုံယူမစုံတပြုံးပြုံးဖြစ်နေပါတယ်မင်းသမီးလေးလည်းငတူကိုကျိုးတော့ပြီးတော့အပေးယူလုပ်ပါတယ်ကျမကိုပါတီလိုက်ပို့ပြီးဒါဆိုရှင်ခိုးထားတဲ့တရဖူကိုပြန်ပေးမယ်ဒါနဲ့တရဖူကပြောရလုံခြုံတဲ့နေရာမှာရှိတယ်ပေါ့ဟိုထဲမှာမလားငတူလည်းမင်းသမီးလေးပြောတာသဘောတူလိုက်ပါမင်းသမီးလေးဟာအောက်ကိုပထမဆုံးဆင်းရမှာဆိုတော့ very happy နေပါ happy တဲ့အနေနဲ့ဘနာနာတချင်းကိုခုနှစ်ခေါက်လောက်ဆူလိုက်ပါအမလေးဘာလို့ဆုံးမရှိတဲ့ကောင်းလားမသိဘူးကျမကိုဖမ်းမလားမသိဘူးဟာရုံလေးပါအနေမရှိပါတီလာပဲကြောက်တော်မုံနည်းနည်းလန့်တွိုင်းလိုင်းနဲ့ပဲငတူကိုလိုက်ဖမ်းတဲ့သူတွေနဲ့တွေ့ပါဒီတော့ထပ်ပြီးပြေးရပါပြေးလွှိုင်းနဲ့ပဲကြောက်ဆောင်ကြီးပြိုးကြပြီးပိတ်မိသွားပါရေထဲဝင်လာတော့တိုင်ပက်တာပေါ့ခဏလေးကျမတချင်းဆိုလိုက်စပင်နဲ့ရွှေရောင်တွေထွက်လာဒါဆိုရင်တော့ဘောက်ကိုရှာလို့ရပြီဟာဟုတ်လားဘာတချင်းလဲနေဆောင်ဆောနီကာအော်မီတချင်းဆိုလိုက်တော့စပင်အယောင်တွေထွက်လာပြီးထွက်ဘောက်ကိုရှာတွေ့သွားပါတယ်ဒီလိုနဲ့ပဲရှစ်ဆက်သွားရင်ညရောက်တော့တောင်ကြီးတစ်တောင်တိုင်းပို့တွေ့တာနဲ့မိဘဝင်လို့ကြပါတယ်နောက်ပြီးဘနာနာတချင်းဆိုကြပါတယ်ရိုမန်တစ်ဆန်နန်းတော်မဲ့အချိန်မှာပဲငတူကတီးပေါင်းချင်လို့ဆိုတီးသွားပေါက်ပါတယ်စိတ်မပူပါနဲ့တီးပေါက်ပြီးပြန်လာခဲ့ပါပြီငတူလည်းတီးပေါက်သွားရင်လည်းသူ့ကိုလိုက်ဖမ်းတဲ့သူတွေနဲ့တွေ့ပြီးဖမ်းခံလိုက်ရပါတယ်ဟိုနှစ်ယောက်ကလည်းမင်းသမီးလေးကိုဖမ်းတော့မဲ့အချိန်မှာပဲစိုးမကြီးရောက်လာပါတယ်နောက်ပြီးအိမ်ကအမေတိုင်းပဲပေါ့နော်ဒါလေးဘာဖြစ်သွားသေးလဲဘာညာဆိုပြီးတော့အိမ်ရောက်တော့ပူစုပက်ဆက်အဝေါ်ခံရတော့မှာပါထင်းတဲ့အတိုင်းပါပဲညော်စင်ပေါ်ရောက်တော့အကောခံပါတယ်မင်းသမီးလေးကနောက်ဆုံးမှာတော့စိုးမကြီးကသူမရဲ့အမေရင်းမောင်မြန်တီးသွားတဲ့အခါမှာအဖမ်းခံလိုက်ရပါတယ်အတူကလည်းလာပြီးကိုမြည်စီးလာမြင်းလားကြီးကိုစီးလို့လာပါတယ်ညော်စင်ပေါ်ရောက်တော့သူပဲထားနဲ့အထူးခံလိုက်ရပါတယ်အတူလည်းမင်းသမီးလေးရဲ့စပင်ကိုဖျက်လိုက်ပါတယ်စိုးမကြီးလည်းတီးသွားပါတယ်မင်းသမီးလေးကသူ့ရဲ့မျက်ရည်နဲ့ငတူကိုတက်ပြတ်ရှင်အောင်ပုတ်ပေးပါတယ်နောက်ဆုံးမှာတော့ဘယင်နဲ့မိဖုရားလည်းသူတို့ရဲ့16နှစ်ကြာပျောက်ဆုံးနေတဲ့သမီးလေးကိုပြန်ရှာတူးရင်းနဲ့ပဲဇာတ်လမ်းလေးနဲ့ပြီးဆုံးသွားပါတယ်။ဒီနေ့မက်ဆေ့ချ်ကဘာကြီးတဲ့တွေကိုခွေးပန်းရသွားမှတိုက်ဖို့ပါပဲ။တို့ကြခလေးပြောင်းနေမှာစိုးလို့ပါ။ကြည့်ယူအားပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။